အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပျော်ပွဲမှာလမ်းအောင်ပွဲလုပ်နေချိန်ပြစ်ခတ်ခံရပြီးအုပ်ချုပ်ရေးမှုအပါ၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းပျော်ပွဲမြို့နယ်ပဲ့ကန်ကြီးရွာမှာလမ်းအောင်ပွဲလုပ်နေချိန်တနက်သမားတွေကဝင်ပစ်လို့အုပ်ချုပ်ရေးမှုအပါ၈ဦးသေဆုံးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်အော်တိုဘာ16ရက်ည8နာရီကျော်မှာပဲ့ကန်ရွာအနီးကွင်းအမှတ်960ကိုလေကွက်အတွင်းမှာပဲ့ကန်ကြီးရွာအုပ်ချုပ်ရေးမှုဦးရဲမြင့်ဦးစီးပြီးကြီးရွာကွန်ကရစ်လမ်းခင်းပြီးစီးမှုအောင်ပွဲအနေနဲ့ဇက်ပွဲလောင်ကစားဝိုင်းတွေထည့်သွင်းပြုလုပ်နေချိန်လက်နက်ကိုင်အဖွဲ့တွေကလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်သူတို့ကလမ်းဖောက်တာလမ်းဖွင့်ပွဲပြီးသွားလို့ပျော်ပွဲရွှင်ပွဲလုပ်ကြတာတည်တဲ့အထဲတော့အုပ်ချုပ်ရေးမှုပါတယ်အုပ်ချုပ်ပိုင်းမဟုတ်တဲ့သူတွေလည်းတည်တာပွဲလုံနေချိန်ကလူကများတာပေါ့လာပစ်တာကတယောက်တည်းလာပစ်တယ်လို့တော့သိရတယ်မဆိုင်တဲ့သူတွေပါထိကုန်တာလို့ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံတအုပ်ကပြောပါတယ်ပြစ်ခတ်မှုအတွင်းအုပ်ချုပ်ရေးမှုဦးရဲမြင့်အပါဝင်ပွဲကင်းအတွင်းရှိနေသူအသက်25နှစ်ကနေ50နှစ်ကြာအမျိုးသား8ဦးသေဆုံးသွားပြီးအမျိုးသမီးတအုပ်လည်းထိခိုက်သွားတယ်လို့ဆိုပါတယ်အဲ့ဒါကကောက်ခဲဝိုင်းလောင်ကစားဝိုင်းကပဲ့ကန်ရွာသူကြီးကိုစပစ်တာလာပစ်တာက2ယောက်အရှိနဲ့ပစ်တာအဓိကရည်ရွယ်ချက်ကအုပ်ကြီးကိုပြစ်တာနဲ့တူတယ်။တီတာက8ယောက်မြေပြင်မှာစုံစမ်းရတဲ့လောက်ကလာပစ်တဲ့သူတွေကမက်စတက်ထားတယ်လို့နောက်ထပ်ဒေသခံတအုပ်ကပြောပါတယ်။ပြစ်ခတ်မှုကိုဘယ်အဖွဲ့တွေကလာရောက်ပစ်ခတ်တယ်ဆိုတာထုတ်ပြန်ကြေညာထားတာမရှိသေးပဲ။အုပ်ချုပ်ရေးမှုဦးရဲမြင့်ဟာကြီးရွာအတွင်းစစ်မှုရန်ကြီးကောက်တာတစ်တွေဖမ်းဆီးပြီးငွေတောင်းတာတွေရှိတာကြောင့်ခုလိုပစ်ခတ်ခံရတာလို့ဒေသခံတအုပ်ကပြောပါတယ်။ပဲ့ကန်အုပ်ကြီးကလွန်ခဲ့တဲ့6လလောက်ကစစ်မှုရန်ကိစ္စရင်တစ်ဖမ်းတဲ့ကိစ္စရင်ရောင်းဝယ်တဲ့ဆိုတဲ့သူစီကဖမ်းတာမဟုတ်ဘူးအိမ်သုံးကအစာဖမ်းလို့နာမည်ထွက်နေတာအခုလောင်ကစားဝိုင်းကလည်းလမ်းအောင်ပွဲအနေနဲ့လောက်တာလို့အထက်ပါဒေသခံကဆက်ပြောပါတယ်တေဆုံးသူတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်ကိုမသိရှိရသေးပဲလက်ရှိမှာရန်တောင်တိုက်နယ်စီယုံကိုပို့ဆောင်ထားရပြီးစစ်ကော်မရှင်ဘက်ကစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်အော်တိုဘာ16ရက်ကလည်းမန္တလေးတိုင်းညောင်ဦးမြို့နယ်ထီဖူကြီးရွာမှာဘီယာဆိုင်ထိုင်နေတဲ့အုပ်ကြီးပစ်ခတ်ခံရလို့တေဆုံးသွားတယ်လို့သိရပါတယ်ဆက်လက်ပြီးစစ်တပ်ကစစ်မှုရန်တင်နန်းကျောင်းများထပ်တိုးဖွင့်လှစ်နေပြီးစစ်တင်နန်းကျောင်းပေါင်း28ခုအထိရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကစစ်မှုရန်တင်နန်းကျောင်းများထပ်တိုးဖွင့်လှစ်ခါစစ်တင်နန်းကျောင်းပေါင်း28ခုအထိရှိလာမြန်မာစစ်ဘက်ရေးရနှင့်လုံခြုံရေးဆိုင်ရာလေးလာရဲ့ MTSI ကသတင်းထုတ်ပြန်ပါတယ်။စစ်တပ်ကစစ်မှုရန်ဥပဒေဖြင့်မတရားဖမ်းဆီးစုဆောင်ထားသည့်လူငယ်များကိုလက်ခံလေ့ကျင့်ပေးနေသောစစ်တင်နန်းကျောင်း28ခုထိရှိလာပြီးဖြစ်ပြီးစစ်မှုရန်တပ်သားများတိုးမြင့်စုဆောင်ရရှိမှုအပေါ်မူတည်၍စစ်ကောင်စီတပ်ကအရန်တင်နန်းကျောင်းများအပြင်ခအကတကအားနှင့်ရလာတ58တို့တွင်ထပ်တိုးဖွင့်လှစ်လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်မှုရန်အပတ်စဉ်18ထိစစ်အခြေခံလေ့ကျင့်ရေးတန်းစခတာကိုတန်းတက်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတာတာက17တန်းအရာခံနှင့်အကြက်ကြီးတင်နန်းကျောင်းရကတ2တန်းတက်မတော်ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်တာကာနာဘိုတင်နန်းကျောင်းဘာတူခြေလင်အကူလက်နက်ကြီးတင်ကျောင်းခအကတက်မတော်ကိုခန့်ပညာနှင့်အာကစားသိပ္ပံတာကာအားနှင့်အမှတ်58ရေတက်လေ့ကျင့်ရေးတက်တို့တွင်လက်ခံလေ့ကျင့်တင်နန်းပေးခဲ့သည်ဟုသိရပါသည်စစ်တပ်စိုးမိုးထိန်းချုပ်မှုအားကောင်းသောရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနှင့်ပဲခူးတိုင်းမှာစစ်တင်နန်းကျောင်း15ခုသည်ပြည်သူ့စစ်မှုထမ်းတင်နန်းအပတ်စဉ်အများစုကိုလက်ခံလေ့ကျင့်ပေးနေသည့်ဖေမတင်နန်းကျောင်းနေရာများဖြစ်ကြောင်းအလားတူစစ်အခြေခံလေ့ကျင့်ရေးတပ်များသည်ပြည်သူ့စစ်မှုထမ်းတင်နန်းအပြင်အခြေခံတပ်သားသည့်တင်နန်းများကိုလည်းလက်ခံဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်းသိရပါသည်တိုက်ပွဲများပြင်းထန်နေတဲ့တပိတ်ချင်းမြို့နယ်ရှိစခတာ2နဲ့တတက73ရွှေဘိုအခြေဆိုင်စခတာရှင်ကလေးတက်နဲ့တတက73တို့တွင်လုံခြုံရေးအခြေအနေအရတင်နန်းပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲရှင်းနာထားကြောင်းအော်တိုဘာလ10ရက်နေ့ထိစစ်မှုရန်အပတ်စဉ်15ကိုလေ့ကျင့်တင်နန်းဆင်းပေးထားပြီးအပတ်စဉ်18ကိုမကြာမီဖွင့်လှစ်နိုင်ရန်ပြင်ဆင်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်စစ်ကောင်စီတပ်သည်စစ်မှုရန်တပ်သားများလစဉ်သတ်မှတ်အရေးအတွက်ကြော်လွန်ရရှိရေးအတွက်နီလန်းမျိုးစုံဖြင့်ဖမ်းဆီးစုဆောင်နေသလိုအရှိန်အဟုန်မပြတ်လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက်လည်းစစ်တင်နန်းကျောင်းများထပ်တိုးပြင်ဆင်ဖွင့်လှစ်လာခြင်းဖြစ်ကြောင်းမြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MTSI ကထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းသင်တန်းများစတင်ဖွင့်လှစ်ခဲ့ပြီးလာစဉ်စစ်မှုထမ်းလူငယ်9000ခေါ်ယူကယခုအခါစစ်မှုထမ်းအပတ်စဉ်18အထိရောက်ရှိလာပြီဖြစ်ပါတယ်။စမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။